မြတ်စွာဘုရားလက်ထက်ကထင်ရှားတဲ့ဖြစ်ရကလေးတွေဒီဒေတာမှာဖြစ်ခဲ့ဘူးတာဆိုတာလေးကိုနည်းနည်းဘုသူတ္တရဖို့ပြောပြတယ်အလွန်ထင်ရှားတဲ့မှတ်တမ်းမှတ်ရဘယ်မှာတွေ့ရအောင်ဆိုတော့တန်ရုပ်ပါဠိတော်ထဲမှာလက္ခဏာတန်ရုပ်ဆိုပြီးတော့ဒီဂိစကုတ်တောင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေရှုပြီးတော့မှတ်တမ်းတင်ထားတာလေးရှိတယ်မြတ်စွာဘုရားလက်ထက်ကဘုရားမှုရှိတဲ့တန်ဃာတွေဟာဒီတောင်ဝင်းကျင်မှာအစဉ်ပြေသလိုလေးကြည့်ပြီးတော့သတင်းသုံးရတယ်လို့ဘုန်းကြီးထင်ပါတယ်ဟောကျောင်းအကြီးကြီးတွေစောက်ဖို့ဆိုတာနေရာအနေနဲ့ကြည့်ရင်ဒါကိုမရောက်တဲ့နေရာတွေမှာမြန်ရှိနေရင်တော့မသိဘူးပေါ့နော်ဒီအခြေအနေလေးတွေကြည့်မယ်ဆိုရင်တော့နေတရားတော့တော်တော်ကောင်းတယ်ကြောက်ကြိုကြောက်ကြအရေးကလည်းကောင်းတယ်တွေကဆိုရင်လည်းတောင်ကြီးတစ်ခုလုံးနေနဲ့ကြည့်ရင်တော့ပူလောင်နေမယ်လို့ထင်ရပြီလို့အကျိုးကြားလေးတွေနေမယ်ဆိုရင်တော့ချမ်းသာနိုင်လောက်တယ်ပြီးတော့ရာဇဂိုမြို့ကလည်းအနီးမှာရှိတာဆိုတော့ဆုံးခါဆုံးပုံပေးပြီးတာနဲ့သူကဒီကြောက်ကြိုကြောက်ကြဝင်သတင်းသုံးလိုက်ရင်သူကချမ်းသာကြမှာဒါကြောင့်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေဂိစကုတ်တောင်ပေါ်ကနေဆင်းလာတယ်စွမ်းအလို့ငါရာဇဂိုမြို့တဲကိုကြွရတယ်ဒီလိုမှတ်တမ်းမှတ်ရတယ်အများကြီးရှိအဲ့ဒီလက္ခဏာတန်ရုံမှာလည်းပဲရှင်မမောက္ကလန်နဲ့ရှင်လက္ခဏာယဟန္တာမထေရမြတ်ကြီးနှစ်ပါးရှင်လက္ခဏာလည်းယဟန္တာပါပဲသို့တော်တကူအရာမှာတော့ရှင်မမောက္ကလန်တော့အထွတ်အထိပ်ပေါ့နော်ဒါသူတို့နှစ်ပါးကပုဂ္ဂိုလ်ချင်းလည်းပဲယဉ်နှီးပုံရတယ်ဘာလို့ဆိုမကြာခဏတွဲပြီးတော့ဒေသနာတော်တွေထဲမှာတွေ့ရတာပေါ့အဲ့ဒါတနေ့တော့အဲ့ဒီမထေရမြတ်ကြီးနှစ်ပါးဒီဂိစကုတ်တောင်ပေါ်မှာသတင်းသုံးရရင်းနဲ့နောက်တစ်ခုသောနဲ့နဲ့ခင်းဂိစကုတ်တောင်ပေါ်ကနေဆင်းလာကြတယ်ရာဇဂိုမြို့ကိုဆုံးခံဝင်ကြအဲ့လိုဆုံးခံဖို့ဆင်းလာလမ်းမှာဒီလိုဘုန်းကြီးတို့အခုနောက်အနေအမြင့်အစင်းအတက်ကလေးတွေနဲ့ဒီလိုပုံစံလေးဖြစ်မှာနော်အဲ့လိုဆင်းလာရင်းနဲ့ရှင်မမောက္ကလန်ကပြုံးတော်မူတယ်နော်အဲ့ဒါကိုရှင်လက္ခဏာကလည်းပဲမြင်လိုက်ရတယ်တိတိတာလာထင်ထင်ရှားရှားပြုံးတဲ့အမှုကိုပြုတ်လို့နေမှာပေါ့အဲ့ဒါဘာလို့ပြုံးတာတော့ရှင်ဘုရားဘာလို့ပြုံးတာတော့ဆိုတော့ဒီအကြောင်းအရာကိုမြတ်စွာဘုရားရှိအောင်မေးပါအခုနှစ်ပါးတည်းပြောရတာတဲ့ဘုရားရှိပိဋကတ်အစုံကြားထဲမှာပြောရရင်ပို့ပြီးတော့အကျိုးရှိမယ်ဆိုတာကိုသိလို့ဘုရားရှိကြမှာမေးပါအဲ့ဒါနဲ့ရာဇဂိုမျိုးတဲ့ဆွမ်းခံကြွဆွန်ပုံပေးနေ့လည်နေခင်းတင့်တော်တဲ့နေရာမှာချမ်းချမ်းသာသာနေကြရင်းနဲ့ညနေခင်းအခါကာလမြတ်စွာဘုရားရှိမှာပိဋကတ်တွေစုံပြီးဆိုတော့မှအဲ့ဒါမြတ်စွာဘုရားရှိရနှစ်ပါးလာကြွသွားကြအဲ့မြတ်စွာဘုရားရှိရောက်တဲ့အခါမှာရှင်လက္ခဏာကရှင်မမောက္ကလန်ကိုမေးတယ်အရှင်မောက္ကလန်မနေ့တုန်းကဘုရားရှိကြမှာမေးပါဆိုတဲ့မေးခွန်းကိုအခုငါသင်ကိုမေးမယ်ဂိစကုတ်တောင်ကဆင်းလာတော့သင်ဘလို့အကြောင်းကြောင့်ဘာမြင်လို့ဘာကြားလို့ပြုံးလာတော့အဲ့ဒီတော့မှရှင်မမောက္ကလန်ကပြောတယ်တဲ့အရှင်လက္ခဏာမတို့နှစ်ပါးတောင်ကဆင်းလာတော့ငါကောင်းငင်ကနေပြီးတော့အော်ညီးတန်ကြားရတယ်။အော်ညီးတန်ကြားတဲ့အခါကျတော့မော့ကြည့်ဖြစ်တယ်ပေါ့နော်။အတန်ကြားလို့မော့ကြည့်လိုက်တယ်။ရှင်မမောက္ကလန်ပဲကြားတာတော့ရှင်လက္ခဏာမကြားဘူး။အဲ့တော့အတန်လေးရှိနေတော့လည်းပဲကြားနိုင်တဲ့နားရှိမှကြားရတယ်ဆိုတာလေးလည်းပဲစဉ်းစားစရာပေါ့။ကို့အမြင်ကတော့တိတ်ဆိတ်နေတယ်လို့ထင်ရပေမဲ့လို့ဒီအတန်ကိုဖမ်းယူနိုင်လောက်သည့်အထိကိုယ့်ရဲ့အကြည်ဓာတ်တွေကမကြည်တဲ့အတွက်ကြောင့်မကြားရတာတွေလည်းရှိနိုင်တယ်ဆိုတာလေးတွေးဖို့ပေါ့ဟုတ်လားရှင်လက္ခဏာယဟန္တာပဲမကြားရဘူးတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတော့သူလည်းပဲဒါပေမဲ့သူ့တောင်ဘာတော့မကြားရဘူးရှင်မမောက္ကလန်ကြားရတယ်ကြားရလို့မော့ကြည့်လိုက်တဲ့အခါကျတော့ပြိတ္တာတကောင်တွေ့ရတယ်ကောင်းကင်မှာပြန်နေတယ်သူ့တကိုယ်လုံးမှာဘာသွေးသားမှလည်းမရှိဘူးအယိုးကြောက်ဒီတိုင်းဒါပေမဲ့လို့ဘေးကကြီးလို့လရလို့အကောင်မျိုးစုံတွေကတခါတည်းလိုက်ပြန်ရင်းနဲ့သူ့ကိုထိုးကြစိတ်ကြတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီအကောင်ကအော်ညီးတဲ့အတန်ကိုပြုတ်အဲ့ဒါကိုကြည့်ပြီးတော့ရှင်မမောက္ကလန်စိတ်ထဲမှာအော်ဘဝတွေဆိုတာအလွန်မှများပြားလှကြီးလားဒီလိုသတ္တဝါမျိုးရဲ့လို့လေလောကမှာရှိနေသေးတာကိုသူတောင်းအံ့ဩတယ်နော်
ဒီလိုထူးခြားတဲ့သတ္တဝါတွေရှိနေသေးတယ်အဲ့ဒါနဲ့တစ်ဆက်တည်းသူပါစဉ်းစားလို့ဆိုတော့ငါမှာတော့ဒီလိုအခြေအနေဆိုးတွေဖြစ်ဖို့အတွက်ဘာအကြောင်းတရားမှမရှိတော့ဘူးနော်ဒီလိုဖြစ်เสียအကြောင်းငါမှာဘာမှမရှိတော့ဘူးဒီလိုဒုက္ခတွေငါအကုန်လုံးငြိမ်းခဲ့ပြီအဲ့တော့ဒီပြိတ္တာကိုကြည့်ပြီးတော့သူ့ဘဝရဲ့အလွန်ကောင်းမွန်တဲ့အခြေအနေကိုတွေးမိသွားရမှတစ်ဆင့်ပြုံးမိသွားတာကျဉ်တ်သွားသူ့ဘဝကိုသူကျဉ်တ်သွားဒီလိုဒုက္ခတွေဆက်ပြီးတော့ရင်ဆိုင်စရာမရှိတော့ဘူးအဲ့ဒီအပြုံးအလွန်မှတန်ဖိုးရှိတဲ့အပြုံးဖြစ်မှာနော်ခုဘုန်းကြီးတို့တွေအဲ့ဒီစကားလေးကိုတည်တည်ချာချာလေးတော့စဉ်းစားသင့်တယ်ရှင်မာမဗလံပြုံးတဲ့အပြုံးမျိုးဒီနာမှာခုပြောနေတဲ့လူတွေရောနားထောင်နေတဲ့လူတွေရောတယောက်မှပြုံးနိုင်စွမ်းမရှိသေးဘူးကိုယ့်ရဲ့အနာဂတ်ကိုကြည့်လိုက်ရင်မသေးချာမရေရာမှုသေးတာလည်းအဖြစ်မှန်ဖြစ်နေသေးပဲဟုတ်တယ်မဟုတ်လားဘာဖြစ်မလဲဆိုတာဘာမှကိုပြောလို့မရနောက်ဘဝဆိုတာကိုထားလိုက်အောင်ဒီဘဝမသေးခင်မှာကိုပဲမနေ့ပြန်တစ်ပတ်ခါနောက်နှစ်ဘာဖြစ်မယ်ဆိုတာတိတိကျကျမသိဟုတ်တယ်မဟုတ်လားဘယ်ချိန်သေးမယ်ဆိုတာလည်းမသိဘူးအဲ့ဒါတည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကသိပြီဆိုတော့ငါဘလို့စိတ်နဲ့သိမလဲဆိုတာလည်းမသိအဲ့ဒီဘလို့စိတ်နဲ့သိမလဲလို့မသိတာကိုကဘလို့ဘဝဆက်ဖြစ်ရမလဲဆိုတာကိုမသိတာနဲ့အတူတူပဲเนาะအမျိုးမျိုးအထွေတွေเนาะအဆင့်အနှိမ့်အမြင့်အယုတ်အမြတ် level အမျိုးမျိုးနဲ့စိတ်အခြေအနေတွေဟာဖြစ်နိုင်တယ်။ဘာလို့ဆိုကျွတ်တို့တွေဟာကိုယ်စိတ်ကိုဘလို့အာယုန်နဲ့ပဲတွေ့ဘလို့အခြေအနေမျိုးနဲ့ပဲကြုံငါမကောင်းတဲ့စိတ်မဖြစ်စေရဘူးကောင်းတဲ့စိတ်ဖြစ်ကိုဖြစ်စေရမယ်လို့စိတ်အပေါ်မှာနိုင်နေတဲ့သဘောစိတ်ကိုပိုင်နိုင်ကင်တွယ်နိုင်တဲ့တတ္တိအစွမ်းမရှိသေးဘူးဟုတ်တယ်မဟုတ်လားနော်အပေဘုံကိုဆက်ပြီးတော့ဖြစ်စေတတ်တဲ့စိတ်စွမ်းအားဆိုးရတဲ့ဘက်မှာစွမ်းတဲ့စိတ်မျိုးတွေလည်းဖြစ်သွားနိုင်တယ်ကောင်းမွန်တဲ့ဘုံဘဝကိုဖြစ်စေတတ်တဲ့ကောင်းမွန်တဲ့အစွမ်းတတ္တိရှိတဲ့စိတ်စွမ်းအားရှိတဲ့ကောင်းမွန်တဲ့စိတ်တွေလည်းပဲဖြစ်နိုင်တာပါပဲသို့တော့ကောင်းမွန်တဲ့စိတ်သာဖြစ်မယ်မကောင်းတဲ့စိတ်မဖြစ်ဘူးလို့ကံတိကံမဘုန်းကြီးတို့မပြောနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့အနာဂတ်ကပို့ပြီးတော့မသေးတာမရေရာမှုဖြစ်တယ်ပေါ့နော်